မြူနှင်းဝေတဲ့စောင်းမနက်ခင်းကိုတခါပြန်ရောက်ခဲ့ပြန်ပြီပေါ့ဒီလိုမနက်ခင်းအေးအေးလေးမှာမနိုးနိုးချင်းပထမဆုံးသတိရမိတာနေမှာပဲဟာအဝတ်ထူထူလေးဝေးရမယ်စောင်းလေးမှာတော့နေအကြောင်းစဉ်းစားမိတော့ငါရင်ထဲမှာနှွေးထွေးသွားတယ်ငါအိမ်ပြင်ဘက်ဝရဏကိုထွက်လိုက်တဲ့အချိန်အရှိရက်ကထွက်လာတဲ့နေမင်းရဲ့အယောင်နုနုလေးရလဲငါတော်တော်မြင်ရခဲ့တဲ့နေ့အပြုံးချူချူလေးလိုပါပဲတိတ်ကိုလာပါလို့နေရပေါ့ဒီလိုရမ်းအေးတဲ့အချိန်မှာရာသီဥတုအကူပြောင်းဆိုဖျားနာတတ်တဲ့နင်းကိုငါစိတ်ပူတယ်စီကံသွားဖို့ညင်းတက်ပြီးဂယူဆိုင်ခံခြင်းနဲ့နေ့အတွက်ငါစိုးရိမ်မိတယ်အခုလိုအေးတဲ့ရာသီတွေမှာနေနွေနွေတွေမှရှိရလားပြီးတော့ငါ့ကိုတတိယနေတာတတိမြပါနဲ့ဟာတတိယတဲ့စိတ်ဟာတင်းကျပ်ပြီးခံစားခတ်တာမို့နင့်ကိုမခံစားစေချင်ဘူးငါကတော့နင့်ကိုတတိယနေတယ်ဒီခံစားချက်နဲ့နေသားကြနေပြီမို့မနေ့ကတည်းကငါဒီနေ့နင့်ကိုပို့တတိယတယ်ဆောင်းမနက်ခင်းနေမှာငါတို့တူမရှိတော့ပေမဲ့နင့်ကိုတတိယတဲ့စိတ်ကတော့မပြောင်းလဲပဲရှိနေသေးတယ်ဆောင်းမနက်ခင်းမှာတိုက်ခတ်လာတဲ့လင်းလူအေးလေးနဲ့တဆင့်ငါနင့်ကိုဆူတောင်းစကားလေးပို့ပေးလိုက်ပါတယ်နင်အဆင်ပြေပါစေပြီးတော့နင်ချီရတဲ့သူတွေနဲ့လည်းအတူတူတာယာပျော်ရွှင်ပြီးအေးချမ်းပါစေဟာ